လူဖီရဲ့လက်ရှိ ongoing level နဲ့ခိုင်ရိုကို1v1အနိုင်ယူနိုင်လားကျင်းသေးပေါင်းမနိုင်ပါဘူး Midif နဲ့ကိုရှုံးပါသေးတယ်101လူဖီက Prime Hotel level နဲ့တိတ်မကပါဘူးနော်နောက်ပြီးတော့နီကာဖောင်ပြောင်းနိုင်အောင်မှခိုင်ရိုကိုမနိုင်ပါဘူးနေပါအောင်အပြစ်တင်မစောကြပါနဲ့နော်ဖိတ်ကြကြလေးရှင်းပြပေးပါမယ်ပထမဆုံးအနေနဲ့ခိုင်ရိုကအာကာဇာယာ9ယောက်နဲ့ရှထားရပါတယ်အိုတိုင်းရဲ့စိတ်ဝိညာဉ်ကိုလည်းကင်းမူစီမှာခန်းစားလိုက်ရပြီးတော့အာကာဇာယာတွေနဲ့လည်းတိုက်ထားရပါတယ်။ Rise ရဲ့စာလေးကြောင့်ခိုင်ရိုဟာသူ့ရဲ့ Black Break ကိုလည်းပြန်ထိခဲ့ပါသေးတယ်။နောက်ပြီးတော့အာကာဇာယာတွေပြီးတော့လူဖီကေလော်ကေလာဇိုဒိုတို့နဲ့လည်းတိုက်ခဲ့ရပါတယ်။လူဖီရဲ့ Adventure Armament Haki လော်ရဲ့ Ingester Shot နဲ့နှလုံးတက်တဲ့ကိုအထိုးခံခဲ့ရပါသေးတယ်။ကေလာရဲ့ machine နဲ့လည်းကြောရိုးတန်ရအနှဲငယ်ရခဲ့တဲ့အပြင်ကိုမှဇိုရိုကပါအိုဒန်ရဲ့အမာနဲ့ပိုင်းခဲ့တဲ့အတွက်သေရပါရင်ဘတ်တန်ရတစ်ခုထပ်ရခဲ့ပါသေးတယ်။အဲ့ဒါအပြင်အိုနီကာရှိမာကိုလည်းအားရင်ကုန်ခံပြီးတော့မထားရပါသေးတယ်။ယာမာတိုနဲ့လည်းရှထားရတဲ့အပြင်မိုမိုနိုစကေဒရာဂွန်ဘောင်ပြောင်းပြီးကြိုက်တာကိုပါခံခဲ့ရပါသေးတယ်။ခိုင်ရိုကသူ့ကိုအနာယူမဲ့သူက join boy ဆိုတာကိုသူကောင်းကောင်းသိပါတယ်။အဲ့တော့နီကာဖောင်မြင်ချင်းသူ surprise reaction ဖြစ်သွားတော့လည်းမြင်ရမှာပါ။နီကာရဲ့ရဲတဲ့ကြောင့်ခိုင်ရိုကစိတ်ရှုပ်ရင်းနေပြီးတော့ဟာကီတွေအားနေနေတာကိုလည်းတွေ့ခဲ့ရပါတယ်။နောက်ပြီးနီကာဖောင်နဲ့တောင်မှခိုင်ရိုရဲ့ speed ကိုလူဖီကကောင်းကောင်းမရှောင်နိုင်ခဲ့ပါဘူး။အဲ့လိုတွေကြောင့်ခိုင်ရိုကိုလူဖီက higher diff နဲ့အနိုင်ရရှိသွားတာပါ။ 1v1ဆိုနိုင်ချေလုံးဝမရှိပါဘူး။